ငယ်တဲ့လူနဲ့ကြီးရဲ့လူများပုံနှင်းရှိငယ်သူကပုံနှင်းရှိပါမှန်တရားပါကြီးရအသက်ကြီးရငယ်ရတော့ဆိုင်ဒါပေမဲ့ငယ်လူတွေကကြီးရဲ့လူတွေကိုဘယ်လိုတတ်မှတ်ထားလဲဆိုတော့သူတို့ကအသက်ကြီးတော့မှန်တယ်သူတို့ပြောတာကိုလက်ခံရတယ်ဒီလိုမျိုးပဲတတ်မှတ်ထားတာဒီမျိုးပဲတတ်မှတ်ထားတော့အဲ့ဒါဘယ်လိုပြောပါလဲဆိုတော့တစ်ခါကြားလို့ရှိရင်အမှန်တရားကြီးရဲ့လူကပြောလိုက်တာကိုကောင်းမှုပဲငယ်တဲ့လူကောင်းမှုကိုပြောလိုက်တာပြောလိုက်ပေမဲ့သူတို့စိတ်ထဲမှာအာနာပါဝါပြတဲ့ထင်တယ်အဲ့ဒီစကားကိုလက်မခံကျင်တာလို့ကြီးတဲ့လူရဲ့စကားကိုနားမထောင်ရတာပဲသူကလူလားမြောက်လာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ချင်တယ်ခါကျမ်းမာရေးနဲ့ပတ်သက်တာတို့အကျင့်ထားပါတော့နော်ငယ်တော့ဆိုရင်မိဘကိုကြောက်ပြီးတော့ဆက်လိမတော့ရတာတော့အရင်မတော့ရတာဆရာသမားကိုကြောက်ပြီးတော့အဲ့လိုမကောင်းတာတွေမလုပ်ရတာဟာအသက်လေးအရွယ်ကြီးရလာအိမ်တော်ရသားလေးကြာလာအိမ်တော်ရသားကြာသွားပြီဆိုတော့ယောက်ျားလေးတယောက်လာတယ်သူ့အိမ်မှာသူကဘယင်ပဲမိန်းကလေးပါလေမိန်းကလေးကလည်းသူ့အိမ်မှာသူဘယင်အဲ့တော့ငယ်တုန်းကကြီးရဲ့လူတွေကြောက်လို့မလုပ်ဘဲနဲ့ချောင်းထိုးရတဲ့အလုပ်တွေပြန်လုပ်ခွင့်ရချွေးကြတော့လေကြီးရဲ့လူတွေပြောတဲ့စကားကိုပဲလိုက်နာပြီးတော့ကောင်းကောင်းမွန်မွန်နေတော့ကြချွေးကြတော့အဲ့လိုမဟုတ်ဘူးအိမ်တော်ရဲ့သားလေးကြာပြီးလွတ်လပ်ရပြီဆိုတော့ထင်းတိုင်းကျဲတော့ဘာတွေဖြစ်လဲရက်တွေဆွဲတယ်မကောင်းတာတွေဖြစ်တယ်ကျမ်းမာရေးနဲ့အုံဝထားပါတော့နော်ချွေမတောင်းနဲ့ဘာတွေမစားနဲ့ဒါတွေမစားနဲ့ချွေမတောင်းနဲ့ဘုံအကြိုက်မကြည့်နဲ့ဒါဒီစကားတွေကိုထင်းတိုင်းကျဲတော့မကောင်းတာတွေပဲဖြစ်တာပေါ့ဒါဒီလိုမျိုးစကားတွေကြာတိုင်းတာတဲ့ဒါပေမဲ့ငယ်ရဲ့လူတွေကြတော့တချို့ဟုတ်ပါဘူးတော်တော်များပါအဲ့တော့ငယ်ရဲ့လူတွေဘက်ကိုပညာတွေကပါသွားတယ်ပေါ့နော်သူတို့ကစမ်းသစ်တဲ့အတွေးခေါ်တွေနဲ့လက်ဆက်အားအင်တွေသူတို့ကကြီးရဲ့လူတွေမသိနိုင်တဲ့ပြန်ရက်တွေသိတယ်ခွင့်ရည်တွေရတယ်အဲ့တော့ကြီးရဲ့လူတွေကသူတို့လောက်လဲဘုံတော်ကြီးကမှတ်ဉာဏ်ကြီးကမကောင်းတော့ဘူးမှတ်ဉာဏ်ကြီးကမကောင်းတော့အဲ့ဒီနေရာမျိုးမှာကြတော့ကြီးရဲ့လူတွေကနောက်ကျသွားငယ်ရဲ့လူတွေကဘာနဲ့တူလဲဆိုတော့ဘုံဘာရှင်းလို့ပေါ့လေနောက်ထွက်တဲ့ဘာရှင်းရရှိတဲ့ဘာရှင်းရကောင်းအဲ့လိုဖြစ်